မင်းကလေးတယောက်ကမွေးကလေးကညဘက်မမြင်နိုင်တဲ့ night blind အခြေအနေရှိခဲ့တယ်။သူမကအလင်းရဖို့အတွက်ကိုယ့်ရဲ့ဝိညာဉ်စွမ်းအားကိုလက်ခွာထဲမှာစူးစီးပြီးမိတောက်တစ်ခုဖန်တီးဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့မတော်တဆသူမကအခန်းထဲမှာအနားယူနေတဲ့မိစ္ဆာဘီရင်ကိုခေါ်ယူမိခဲ့တယ်။မင်းကလေးကကြောက်လန့်သွားပြီမဲ့မိစ္ဆာဘီရင်လက်ထဲမှာရှိတဲ့မီးအိမ်ကိုမြင်လိုက်ချိန်မှာတော့သူမရဲ့ကြောက်ရွံ့မှုဟာပျော်ရွှင်မှုအဖြစ်ပြောင်းလဲသွားတယ်။သူမထင်တာကသူကမီးအိမ်ကိုကိုယ့်အတွက်တီးတန့်ယူလာပြီးတာလို့ထင်ပြီးချီးမွမ်းစကားတွေပြောခဲ့တယ်။မိစ္ဆာဘီရင်ကသူမရဲ့အပြုအမူကြောင့်အံ့အားသင့်သွားပြီးမော်တစ်ခုတုံးကချက်ချင်းပြောက်ကွယ်သွားတယ်။သူ့အခန်းကိုပြန်ရောက်တော့ဘယ်လိုဒီနေရာကိုရောက်လာခဲ့လဲဆိုတာကိုမနားလည်နိုင်ပဲအလွန်ရှုပ်ထွေးနေတယ်။အဲ့ဒီအချိန်မှာမင်းကလေးကကိုချုပ်ထားတဲ့ထောင်မှလွတ်မြောက်ဖို့ကြိုးစားနေတယ်။သူမကဝိညာဉ်စွမ်းအားကိုတကားပေါ်ကိုပစ်ပြီးတော့ကိုချိုးဖျက်ချင်ခဲ့ပြီးမြဲထပ်ပြီးမိစ္ဆာဘီရင်ကိုခေါ်မိခဲ့ပြန်တယ်။သူမကသူရောက်လာတာကိုမသိသေးခင်မှာပဲမိစ္ဆာဘီရင်ကမီးအိမ်ကိုသူမရှိထိုးပေးလိုက်တယ်။မင်းကလေးကအံ့အားသင့်ပြီးချက်ချင်းလှည့်ကြည့်ပြီးကြောက်ရွံ့စွာအော်ဟစ်လိုက်တယ်။အဲ့ဒီအချိန်မှာပဲထောင်တကားရဲ့တော့ကမိပြီးပေါ်ကိုကျသွားတယ်။မိစ္ဆာဘီရင်ကစိတ်ဆိုးမဲ့ဆိုပြီးအလွန်ကြောက်နေတဲ့မင်းကလေးကတောင်းပန်နေခဲ့တယ်။ဒါပေမဲ့မိစ္ဆာဘီရင်ကတော့သူဘာကြောင့်အမြဲသူမစီကိုခေါ်ယူခံနေရလဲဆိုတာကိုစဉ်းစားနေတယ်။အမှန်ကိုစမ်းသပ်ဖို့သူကမင်းကလေးကိုသူ့ကိုဝိညာဉ်စွမ်းအားနဲ့တိုက်ခိုက်ဖို့ပြောလိုက်တယ်။မင်းကလေးကအလွန်အံ့အားသင့်သွားတယ်။ဘာကြောင့်မိစ္ဆာဘီရင်တယောက်ကကိုကိုတိုက်ခိုက်ခံရတာလဲ။ဒါပေမဲ့သူ့စကားကိုနာခံပြီးဝိညာဉ်စွမ်းအားနဲ့သူ့ကိုထိခိုက်စေလိုက်တယ်။အဲ့ဒီအခါသူတို့နှစ်ယောက်ရဲ့လေချောင်းပေါ်ကအမှတ်တွေတောက်ပလာပြီးမိစ္ဆာဘီရင်ကသူ့ကိုမထိန်နိုင်ပဲမင်းကလေးစီကိုလှမ်းဝင်သွားခဲ့တယ်။အမှန်မှာအဲ့ဒီအမှတ်တွေကြောင့်သူတို့နှစ်ယောက်ကိုအပြန်အလှန်ဆွေးငင်ထားတာဖြစ်တယ်။နောက်ဆုံးမှာမိစ္ဆာဘီရင်ကမင်းကလေးကိုဝိညာဉ်စွမ်းအားကိုထပ်မသုံးဖို့တတိပေးလိုက်ပြီးမင်းကလေးလည်းထောင်မှလွတ်မြောက်ခဲ့တယ်။ဒါပေမဲ့မိစ္ဆာဘီရင်ကပြန်သွားပြီးနောက်ပိုင်းစဉ်းစားလေပိုပြီးစိတ်ဆိုးလာတယ်။သူမနဲ့ချိတ်ဆက်ထားရတာကိုမုန်းတီးတယ်။သူကကိုယ်စွမ်းအားကိုမြင့်တင်ပြီးပြန်တုံ့ပြန်ဖို့ကြိုးစားလိုက်ချိန်မှာပဲတစ်ချက်တည်းနဲ့သူမဘက်ကိုထပ်မံဆွဲခေါ်ခံလိုက်ရတယ်